Hey yo အားလုံးပဲမင်္ဂလာပါကျွန်တော်ကြီးခန့်တင်မဝုံမွေးမြူလောက်တဲ့ဖောင်နာတယောက်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တင်မဝုံမွေးမြူနည်းတွေကိုကျွန်တော်ပြခြင်းလို့ကန်ဒီစင်ပြထားပါတယ်ဇာတိတုကလည်းမိုင်ဆုံးခြေနေတခုကိုဖြစ်နေတယ်အကုန်လုံးကလည်းသတာရာနေထားမှာရှိနေပါတယ်ကန်ဒီကိုလည်း ready ပြင်ထားတယ်အဲ့ဒီမှာအစာတွေကလည်း ready ပဲစာတွေကိုနေတယ်နေဖက်တယ်သူကလည်းသူနှမ်းဆက်ဆက်လေးဖြစ်သွားအောင်โอเคရေလေးကိုလည်းအဲ့လိုပဲမနေမများနဲ့စံပြုတ်အနေထားလေးပေါ့ဟုတ်တယ်နော်ဟုတ်တယ်နင်းထက်ထည့်မယ်နင်းထက်ထည့်မယ်လက်တာမလွန်စေနဲ့အနေထားလေးတွေကိုထိမ့်ပါသူကလည်းပွားတက်လာတတ်တယ်အများကြီးလည်းမထည့်ထားနဲ့အောင်အများကြီးလည်း6သွားတဲ့ TPG တွေအများကြီးမသုံးနဲ့သူကပွားတက်တယ်နေဖက်မယ်ပြီးရင်အုံဒီစိမ်းလေးတွေကိုအဲ့လိုလေထားလေးတွေစိတ်ထားမယ်စားရီနေနေတော့မှအကုန် ready ပြင်ထားမယ်အကုန်လုံး ready ပြင်ထားမယ် ready ပဲနေထားတွေကအဲ့လိုဂျုံဖွဲတွေရှိမယ်ပြောင်းဖွဲတွေရှိမယ်အသေးစိတ်သိချင်တာလေးရှိရင်တော့ကျွန်တော်ဖုန်းဆက်လို့ရတယ်ဖုန်းနံပါတ်လေးလည်းအကုန်တင်ပေးထားပါတယ်နေထားတွေဒီတစ်ခုရောက်အောင်ဒီနေပါချိန်ပေးပါစိတ်ဝင်စားပါလွယ်လွယ်ကူးလေးပါပဲဒါနောက်ဆုံး ready ဖြစ်သွားတဲ့အနေထားပါဒီလိုနေထားလေးပဲအရင်ပြစ်နေရဆိုရင်ရေလေးထပ်ထည့်မယ် okayနောက်တစ်ခုတေးကြတာတစ်ခုကလုံးဖို့ကတော့အဲ့မှာခုနစိတ်ထားတဲ့အုံကြီးစိမ်းလေးတွေကိုရေပြန်ဆေးဖို့မမေးဖို့တော့လိုအပ်တယ်ရေလေးပြောင်းစင်အောင်ဆေးမယ်နှစ်ထပ်သုံးထပ်ပေါ့โอเคတန်းတန်းရှင်းရှင်းလေးဖြစ်တော့တောင်ပုံမွိုက်လည်းမဝင်တော့ဘူးပေါ့စားလုံးနဲ့မွေးတာမှဘက်တီးရီးယားလေးနော်အင်းဆက်လေးဆိုတော့ကဲနောက်ဆုံးအနေထားကတော့ဒီမှာပဲသူကနဲ့သူထည့်မယ်လိုရတဲ့အုံကြီးစိတ်တွေကိုလိုရတဲ့အချိုးစားတိုင်းလေးပေါ့ဗျာတိတ်တော့အများကြီးလည်းမဟုတ်ပါဘူးအများကြီးထည့်ကြမလို့နေချင်းမဲ့အုံစိတ်တွေတော့စိတ်ထားဖို့လိုရတာပေါ့ပြီးကြရင်မနေမများနေပြန်လျှော့မယ်โอเคကဲကော်လုံးတော့ဒါ ready ဖြစ်တဲ့အနေထားမှာကြောင်းနေပြီကော်လုံးကန်နေစင်မယ်ခုနနေဖက်ထားတဲ့အစာတွေကိုကျွန်တော်တို့ထည့်မယ်အများကြီးမထည့်ဘူးအဲဒီမှာကြည့်လိုက်တပီကြော်လောက်ပဲသူ့အချိုးစားလေးနဲ့သူထည့်မယ်ထည့်ပြီးရဲ့တကာလာမှာကဲအဲ့လိုမျိုးတက်ကြည့်လက်ကြည့်နေကြတာပေါ့ဗျာနေတဲ့ခါမှာနှမ်းဆက်ဖြစ်အောင်နေပါစိတ်ရှိလက်ရှိနဲ့နေပါနှမ်းဆက်အောင်နေပါအဲ့ရလေးတဲ့အဓိကကြပါတယ်အဲ့လေးစားလေးလိုရရင်ထဲပါနေတဲ့ခါမှာပျော်ပျော်ရွှင်ရွှင်နဲ့အဲ့လိုမျိုးတွေငိုယိုပြီးတော့နေမနေပါနဲ့အဲ့လိုမျိုးတွေငိုယိုပြီးနေလို့မရပါဘူးငိုနေကြလည်းမလိုပါဘူးဒါအလုပ်ပါဟဲ့လက်ကစတာပါသူကောင်မလေးဆူထားလို့ပြောပါတယ်ကဲကျော်မီလည်းငြိမ်မနေရပါဘူးဝင်ကူရပါတယ်ကျွန်တော်ခဏတစ်ဖြုတ်နားနေတဲ့အချိန်မှာပေါ့ကျွန်တော်နားယူနေတယ်ဗျာခဏတစ်ဖြုတ်ပေါ့ကဲဒီအခါမှာအကုန်လုံးလိုင်းနေဖက်နေတယ်ပြန်စတယ်ပြန်လှုပ်တယ်ပြန်ရှုပ်တယ်ပေါ့ဗျာအရှုပ်တွေစတာပါအဲ့ဒါပတ်စံနေတော့ပတ်စံနေအဲ့ဒါကဲနောက်ဆုံးမှာငပြောသီးလေးတွေထည့်မယ်ဒီလိုအနေထားလေးတစ်ခုကိုရောက်ရှိသွားပြီအကုန်လုံး ready ဖြစ်နေပြီခဏနေကြာလို့ရှိရင်ဇမင်းသားတွေထွက်လာမယ်စမ်းရည်မိုးနဲ့ on spoon နဲ့ရောက်လာမယ်အဲ့မှာစမ်းရည်မိုးနဲ့ on spoon နဲ့ရောက်လာပြီအဲ့ဒီမှာဖြိုးတို့လည်းပါတယ်အကုန်ဇမင်းသားတွေအကုန်ပါတယ်ထည့်မယ်အဲ့မှာဒီကောင်လေးဒီညကခိုင်းမယ်ဒီညကမယ်ဒီကောင်လေးဒီညကမယ်လာပပတွေအကုန်ကမယ်ဒီကောင်လေးသူ့ချိုးစားနဲ့သူထည့်တယ်ဒါတွေဘယ်လိုထည့်ရလဲအသေးသေးသိချင်တာရှင်းတော့ကျွန်တော်ခုံဆက်ပါကျွန်တော်ကြည်ခန်းတင်မောင်းမွေးမြူနေကြိုးဆိုပါတယ်โอเคဘာလဲလို့ဖုန်းဆက်ပါနောက်ကျဝါရဲ့ brother တွေအတွက်လည်းအခုလာကုန်လို့ရှိရင်ရပါမယ်ကျွန်တော်အကောင့်လေးတွေ ready ပြင်ပေးထားပါမယ်ခါသားရေခဲရိုက်ထုတ်လေးတွေရပါမယ်โอเค bye